one ချုပ်တတ်တဲ့သူအဲ့ဒီ one ချုပ်တတ်တဲ့သူတွေကနေပြီးတော့ကျွန်တော်နောက်ဆက်တွဲပါလက်ကောင်ယောဂဖြစ်တဲ့သူတွေကလည်းတောက်တုံးတင်မှာပေါ့နော်ဝမ်းရှုပ်တာများလာတဲ့ခါကျတော့နောက်ဆက်တွဲမှာဖြစ်လာနိုင်တယ်ဆိုတော့သူကလက်ကောင်ယောဂတွေဖြစ်လာနေတာပေါ့နော်အဲ့တော့လက်ကောင်ယောဂတွေဖြစ်လာပြီးဆိုရင်သူတွေကအများကြီးစဉ်းစားရတော့မယ်နော်ဘာလို့လဲဆိုတော့လက်ကောင်ယောဂဖြစ်လာပြီးတကယ်လို့ဖျားရတာမျိုးလို့ဆိုတော့တုံချက်စိတ်တွေမနေဘူးနော်ဒီမျိုးပြဿနာမျိုးတွေကိုမကြုံရအောင်ကျွန်တော်အနေနဲ့ပေါ့နော်ဒီနေ့ဒီ fight week ကိုပြောပြပေးမှာဖြစ်ပါတယ်ဒီ fight week ကတော့တောက်တဲ့ခါခဏပြောလို့ပဲဝမ်းမှန်စေတယ်ဝမ်းပြော့စေတယ်ဝမ်းပြော့တဲ့ခါဝမ်းသွားတဲ့ခါကျတော့လက်ကောင်မှာမတိခိုက်တော့ဘူးเนาะပြီးရင်တောက်ရတယ်လည်းလွယ်ကူတယ်ဒီလိုထုတ်တယ်ပြီးမိခင်လေးမှာတောက်တယ်ဆိုမနဲ့ကြာရင်ကျွန်တော်စုံထားရเนาะပြီးဆိုရင်တောက်တဲ့ခါမှာရေမင်းများတောက်ပေးရမယ်အဲ့တော့ရေမင်းများတောက်ပေးရမယ်တောက်ပြီးတဲ့ခါရေမင်းများတောက်ပြီးတဲ့ခါသူကဘာကြောင့်ရေမင်းများတောက်ရတယ်ဆိုသူ့ရဲ့အထဲမှာ fiber ဓာတ်ပါဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့နေရာမှာရှိတဲ့အညစ်အကြေးတွေကိုနေ့ပေါင်းများစွာသူ့ရဲ့နေရာကတ်ထားတဲ့အညစ်အကြေးတွေကိုသူကဆော်အပ်ပါလက် fiber ကနေပြီးတော့ခွာချလိုက်တယ်နော်ခွာချလိုက်တော့ဝမ်းအကုန်လုံးသွားလိုက်ဝမ်းကရှင်းသွားပြီပေါ့နော်ဒီထဲမှာရှိနေတဲ့မိတ်ဆွေတွေအားလုံးတွေကလည်းထောင်ထားစီချင်ပါတယ်သူရဲ့မဖြစ်ခင်ကလေးမှာကြိုတင်ကာကွယ်ဖို့ဆိုတာမမားပါဘူးအဲ့တော့ဖြစ်ပြီးတဲ့နောက်ပိုင်းမှာပြန်ပြီးတော့စဉ်းစားကြည့်လိုက်မယ်ဆိုဒီဥမဥရဲ့ဥထဲမှာနော်ဥမကြီးရဲ့ထဲမှာအစီတဲတာမျိုးတွေရှိခဲ့မယ်ဆိုတော့သူကအစီကိုကျစေဖြစ်တယ်နော်အစီကျစေတယ်သူတို့ရဲ့စားကျွင်းစားကြံတွေလည်းသူကရှင်းထုတ်ပေးမှဖြစ်တဲ့အတွက်ကြောင့်သူတို့တောက်တုံးတဲ့အခါမှာသူတို့ကအများကြီးနောက်ဆက်တွဲပြီးဗာဆေးပဲတက်တော့အသားပဲဆဆပို့ပြီးတော့လည်းအာဟာရတွေကိုဖြစ်စေတာဖြစ်ပါတယ်နော်တောက်ရမယ့်တုံးရမယ့်ပုံစံကတော့ဒီအထောက်ကိုဖောက်ပြီးဒီရေဘူးမျိုးဖြော်လို့ရတယ်ဒါမှမဟုတ်ရင်တို့ရဖက်ကလေးနဲ့လည်းဖြော်လို့လည်းရနော်ဒါပေမဲ့ကျွန်တော်ကတော့ကလောက်ရတယ်လည်းလွယ်အောင်ရေဘူးလေးနဲ့ပဲကျွန်တော်ဖြော်ပေးမယ်နော်တော့လည်းလိုက်ကြရေကနဲသေးတယ်ပေါ့နော်အမှန်ဆိုရေကဒီထက်ပိုပြီးတော့များလေးဖြော်ပြီးကောင်းလို့ထိရောက်မှုရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီလိုမျိုးတောက်တယ်နော်ရေကအရင်အများမဖြော်ပြီးမှပဲကျွန်တော်တောက်ပြီးပြီဆိုရေကများပြန်တောက်နော်အဲ့တော့မိတ်ဆွေတို့တကယ်လို့ဒါမိတ်ဆွေဒီဟာရဲ့ရေများဖြော်ရတော့ပြီးမှမိတ်ဆွေရေများတောက်လို့လည်းရတယ်နော်ဒါတော့ဘာမှပြဿနာမရှိပါဘူးနော်အဲ့တော့ကျွန်တော်ကတော့ဒီလောက်ပဲနဲ့ဒီလောက်လည်းပဲဖြော်တယ်ပြီးပြီဆိုရင်ခုနကြောက်ရေများတောက်နော်ဟုတ်တယ်ဟုတ်ဒီတော့ဒီကြရဲ့အဲ့ရထားတဲ့ခါကျတော့ရေအများထတောက်ပြရအောင်နော်ရေများထတောက်ပြတဲ့ခါမှာသူရဲ့ဟာကဖြစ်ရမယ့်အချက်တစ်ချက်ကပါရေအများဘာဖြစ်လို့ရေများတောက်ပြီးရေများတောက်ပြီးမှသူ့ရဲ့ဒီ fiber တွေကတို့ရဲ့ဝမ်းထဲမှာမကောင်းတဲ့အညစ်အကြေးတွေသူကခါထုတ်နိုင်တယ်နော်ဒါလည်းတကယ်လို့မသုံးဖူးသေးတဲ့သူဆိုရင်လည်းဝယ်သုံးကြည့်လိုက်ပါတကယ်လို့သုံးဖူးပြီးပြီဆိုရင်လည်းမိတ်ဆွေတို့အနေနဲ့ဒါရက်လက်ကခုနကျွန်တော်ပြောတယ်လို့မျိုးပေါ့နော်ဒီညတောက်လိုက်တဲ့မနေ့ကျဝမ်းမသွားဘူးဝိုင်းနာတာမျိုးတွေဆိုတော့ဒါပြဿနာမဟုတ်ဘူးလူတိုင်းကကြုံရတတ်တာပေါ့ဘာကြောင့်ဒီလိုမျိုးဖြစ်ရတယ်လဲဆိုကျွန်တော်တို့တွေကအဲ့ဒီတောက်လိုက်တဲ့အခါမှာရေနော်ရေကတောက်တဲ့နေရာမှာနဲသွားတဲ့အခါကျတော့ဒီလိုမျိုးတွေဖြစ်လာနေတာပေါ့နော်ဒီလိုမျိုးတွေဖြစ်လာမယ်အဲကြောင့်ကျွန်တော်တို့ဘာလုပ်ရတယ်လဲဆိုရေကများတောက်ပေးရတယ်နော်ရေကများတောက်ပေးမနေ့အဲ့ရနိုးပြီဆိုလဲရေကအနည်းဆိုတစ်ခွက်နှစ်ခွက်အဲ့လိုမျိုးတောက်ပေးနော်အဲ့တော့အဲ့ဒါလာတော့သူရေသူတို့ထိလိုက်ပြီဆိုရင်သူကပွားသွားပြီးခုနေရာမှာရှိတဲ့အစားကျွင်းစားကြံအညစ်အကြေးတွေအစီအနစ်တွေကိုသူကခါချလိုက်တာနော်သူကပူးဆိုပြီးတိုက်ထုတ်လိုက်တာနော်အဲ့ဒါဆိုဝမ်းသွားပြီနော်ဝမ်းပြောတယ်ဝမ်းပြောဒါမဲ့ဘယ်လိုပြောမလဲကျွန်တော်တို့ဒီငရုတ်တီးစားလို့ဝမ်းသွားတာမျိုးလည်းမတူဘူးเนาะသူကဝမ်းပြောတယ်ပြီးပြီဆိုတော့ပေါ့ပါနေရှိတယ်နော်ဒီလိုမျိုးခါသွားပြီးပြီဆိုပေါ့ပါနေဖြစ်တော့နေရထိုင်ရတဲ့အစီအစဉ်ပြေးရောနော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီထဲမှာရှိတဲ့မိတ်ဆွေတွေအားလုံးကလည်းတကယ်မ
သုံးဘူးသေးဘူးဆိုရင်သုံးကြည့်လိုက်ပါတကယ်လို့သုံးခဲ့ဘူးပြီးရက်လက်မရှိဘူးဆိုရင်ကျွန်တော်ရဲ့ chest box မှာလာပြီးမေးမြန်းလို့ရတယ်ကျွန်တော်သုံးခဲ့ဘူးပြီးအကိုပြောတဲ့ပစ္စည်းကကျွန်တော်သုံးခဲ့ဘူးပြီးဘာမှရက်လက်မရှိဘူးအစသဖြင့်ကိုပြောလို့ရတယ်ပြဿနာမရှိเนาะဒီຢာတွေကလွဲမားတဲ့အရာမျိုးဆိုတော့လူတိုင်းကကြုံရတတ်တယ်เนาะအဲ့တော့တကယ်လို့လွဲမားခဲ့တယ်ဆိုတော့ကျွန်တော်ပြန်ပြီးတော့ပြောပြပေးလို့ရတယ်เนาะအဲ့တော့ဒီပစ္စည်းတွေကတကယ်လို့လူချင်းတဲ့သူလေးတွေရှိလို့ဆိုဘယ်နေရာမှာဝယ်ရမှာလဲဘယ်လိုမျိုးတွေဝယ်ရမှာတိကျနေဆိုတော့ကျွန်တော်ရဲ့ chest box မှာလာပြီးမေးလို့ရတယ်ကျွန်တော်ကလာပြီးတော့လည်းဒါမေးလို့ရတယ်အဲ့တော့ပို့ပြီးတော့အဓိကဆုံးပြောပြပေးချင်တာက1ချုပ်တတ်တဲ့သူအဲ့ဒီ1ချုပ်တတ်တဲ့သူတွေကနေပြီးတော့ကျွန်တော်နောက်ဆက်တွဲဘာဖြစ်လာနိုင်တယ်လဲဆိုကျွန်တော်တွေကလက်ကောင်ယောဂဖြစ်လာနေတာတဲ့နော်အဲ့တော့အဲ့ဒီတော့ကြောင့်1ချုပ်တတ်တဲ့သူ1မှန်မှန်တဲ့သူတွေအတွက်ကဒီပစ္စည်းကိုဖြစ်မနေလူတိုင်းကသုံးဆွဲတက်မှာဖြစ်ပါတယ်အဲ့ကျမက1မှန်နေတယ်ကျမကလက်ကောင်ယောဂတော့ဖြစ်တော့သေးပါဘူးမိတ်ဆွေတို့ကတော့တွေးပါတယ်နော်နော်မတွေးလိုက်ပါနဲ့တို့တွေကဘာမှဖြစ်တော့ဒီချိန်မှာဘာမှမသိတာသေးဘူးနော်ဘာမှမဖြစ်တော့သေးဘူးဆိုပေမဲ့ဘယ်ချိန်မှာဘာဖြစ်မှလဲဆိုတော့ကျွန်တော်တို့တွေကကြုံမှမသိတာနော်ဘယ်ချိန်မှာဟိုဘာဖြစ်မှလဲဆိုတော့ကျွန်တော်တို့ကြုံသိအဲ့ဒီတော့ကြောင့်ကျွန်တော်ကြုံသိပြီးတော့စဉ်းရတာပေါ့နော်ကိုယ့်ရဲ့အကြမ်းမရေးအတွက်ကိုယ့်ရဲ့ပို့ပြီးတော့အရေးကြီးတာကိုယ့်ရဲ့အကြမ်းမရေးအောင်မြင်မှုတိုင်းကအရေးကြီးဆုံးတစ်ခုကဘာလဲဆိုတော့အကြမ်းမရေးပဲအကြမ်းမရေးတွေမကောင်းဘူးဆိုရင်မိတ်ဆွေဘလောက်ပဲဇွဲတွေရှိနေပါစေဘလောက်ပဲမိတ်ဆွေအရေးရှိနေပါစေဘလောက်ပဲမိတ်ဆွေတင်ယူခြင်းတဲ့စိတ်တွေရှိနေပါစေဘလောက်ပဲတင်ယူမှုတွေရှိနေပါစေဘလောက်ပဲစူးစမ်းခြင်းတဲ့စိတ်တွေဖြစ်နေပါစေကြောင်းမရည်တော့မကောင်းဘဲနဲ့ဘာမှလည်းလုပ်လို့မရတော့အဲ့တော့ကိုကြောင်းမရည်ကောင်းဖို့ကအရေးကြီးပါတယ်ကိုကြောင်းမရည်ကောင်းမှမိတ်ဆွေတို့ကရှာခြင်းတဲ့ငွေတွေလိုချင်တဲ့ပတ်စံတွေမိတ်ဆွေရဲ့အားရှိတဲ့လောက်စူးစမ်းလို့ရမှာဖြစ်ပါတယ်ဟုတ်တယ်နော်အဲကြောင့်မိတ်ဆွေတို့ကကြောင်းမရင်မကောင်းပဲနဲ့မိတ်ဆွေဘလောက်ပဲစူးစမ်းလို့မရတော့ဘူးအဲ့ရအထက်မှာပုံလဲနေတဲ့သူတယောက်ကျွန်တော်ထပ်ပြီးစူးစမ်းခြင်းနဲ့မရတော့ဘူးဟုတ်တယ်မလားနော်အဲ့ဒီတော့ကြောင့်ကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးနော်ဒီတဲ့မိတ်ဆွေတွေအားလုံးကလည်းကျွန်တော်အနေနဲ့ဒီနေရာကနေပြီးတော့ဒီကောင်